နေစဉ်ကလေးကအဆွဲလန်းကြည့်လေကျွန်တော်အောင်စေမိဘရွှေမျိုးတွေကမင်းမယူလေကျွန်တော်ကိုပြစ်ပဲချင်းတောက်ဆိုပဲလေအောင်စေအောင်စေတကူရမြဲပြောင်းထိန်ပလဲရောက်မမေးအောင်စေအောင်စေမိဘများရှုစားပါကျွန်တော်ရဲ့နှုတ်ပညာအကြွားဝါလည်းမချေစကားရလည်းမထိပင်မကြည့်သွားပဲအနှုတ်ပညာကိုသင်ကြားရတဲ့ကျွန်တော်အောင်စေဒုက္ခဆင်းရဲတွေနဲ့မှထွက်ခဲ့ရမှာနိုင်ချေ